nát lên nè nè tu là chú đó ngà bây nè gì để bây giờ không bà lấy á biểu đó mà không để mấy nó ngà bây giờ này do gì chắc chắn là đó giao xong rồi phiếu ra tên nó dễ đó là mà về gì phiên ông bà già không lâu nè cao ngon gì ngã già lì đó là hoa bé cha nó lại sang xa rồi mà đâu xa vậy là mà xa rồi thay cho quên ra tiêu xa bia nào để ra bỏ đi mà để ra ra không bỏ con đang gặp bên kia giàu mua đi đài giàu mua đi đài rồi đấy mua đi đài thì cũng khăn gì đó ta ra một đi mà nào rồi ấy là mấy giờ đi ra thì vốn đồ nằm nhớ để xây đi vậy và lâu khi đóng cháu xe con đó lấy solo xí coi what you learn about họp ra bà mẹ cái đó bà mẹ ra bị ai xin là theo đúng ạ trong đây trong ngoài trong này phong như là bà sĩ đi trong này phong như cả tu chơi được cả đi à cố quên là khai nhá ta thấy đã đi à bố đi lúc khai nhá rồi ta này ra rồi cái nụ gì hàng đã bà cho yêu là để chơi đi trong này phong như tu chơi được cả như nó chỉ nhiều ra là bố là hồ trong bể mi đó hồ phong trong này phong này tụt sang ra bể sang ra bể nó trong này phong như xây được đã ra mi hai cái nào ngồi xin này đã trong này phong như là bà bể rồi là mồm khu đó gì đó bên ngoài đấy cái đó lấy mà nó piano không lòng gì đó xí ra không lòng thua bị đó bên mà bố thì không lòng của thua này ra đâu này thua gì này thì cô đó nô mà nô ở thua tôi xây được tôi nhà xoan xa ya mẹ cây ra của bên này tôi xây được mà na luôn tôi ấy đảm mới xây ra nhà giả phiền đi ra là mà nay giàu đó không ông bà này đoạt thu lấy rồi là thế khổ này là đoạt thu hồi đó bà không ông là thế khổ này thu nhì ba là thế con này thô chua quá, thà bà đấy chua. Xem bây giờ trong chị đang ở công viên là bán để bà đâu chua là, mà nô vui là việc. Đã cả rồi, mà là gì nó, mà để cô đó đấy, nhớ mà nhìn này, cả cái chua là để cô đó cả, chua là để tụi bà, đâu có gì đâu. Qua là được rồi cả. Xem bây giờ không năng thôi mà nô là được. Không năng trả thôi là nô của mình. Đã bây giờ rồi anh đã cắt để xoay ngô mẹ mà phong bê gì rồi là. Nô đi mà đi chơi ấy bây mà khăn gì rồi nha. So rồi nha mà la rồi là phía. cái xem bây giờ các bạn dù cho bà đấy cả là bây giờ rồi lấy về trong ngày hàng đoạt số bị được xoan này hiện thế bị lại cái ra mấy giờ ra để cháu sẽ con này bọn người biểu hiện này nó đi đồ thế bị lại được
ကျောင်းနိုင်ဘုန်းကြီးစိတ်ဓာတ်ဒီကိုတော်တော့ငါတကာရဲ့စွမ်းကောင်းရှင်းကောင်းနေစားနေရရင်ဖြစ်ဒီကျောင်းကခွာမီမဟုတ်ဆိုပြီးစွမ်းနေဟင်းတွေကိုလမ်းမှာတုံပြစ်ထားလို့မိရှို့ထားခဲ့ကျောင်းပြန်တော့သူမရောက်ခင်ဟိုအာဂန္ဓုယဟန်ကရိုးရိုးယဟန်မဟုတ်ဘူးယဟန်တာကြီးပြောဘသူကြီးတော့ယဟန်နာဖြစ်တော့တိတာဗောဒီကျောင်းနံဘုန်းကြီးစိတ်တော့ဟိုထုံးနံဘုန်းကြီးတော့ငါအတွက်နဲ့သူဒုက္ခဖြစ်နေရတော့မှာပဲဆိုပြီးတော့စာနဲ့ကြွသွားတယ်ကြွသွားတော့ဟိုကျောင်းနိုင်ဘုန်းကြီးပြန်ရောက်လာတော့အာဂန္ဓုဘုန်းကြီးမတွေ့တော့ဘူးပေါ့အဲ့ဒါဟာငါတော့မှားပြီပေါ့ဒီကိုယ်တော်ဟာရိုးရိုးကိုယ်တော်မဟုတ်တော့ဘူးယဟန္တာဖြစ်လိမ့်မယ်ဆိုပြီးတော့သူစိတ်တဲ့ယူဆုံးမရဖြစ်ဒါပေမဲ့အဲ့ဒီဘဝမှာတော့အဲ့ဒီဘုန်းကြီးကအကျင့်ကြီးလာကောင်းတဲ့နေ့တိုင်းကမ္မထံဘာဝနာတွေစီးပြန်ခဲ့အဲ့ဒီလိုသူတစ်ပါးစွမ်းစားရမယ့်ကိစ္စကိုမနာလို့အိတ်ကမစ္စရိယဖြစ်တဲ့အတွက်အဲ့ဒီဘဝကဒီပြန်လွန်တော်မူတဲ့အခါမှာအပယ်လေးပါးရောက်သွားငရဲရောက်သွားတာပေါ့ငရဲပြည်ကပြန်တက်လာတော့ဘလူးဘဝ900ပြောဘလူးဘဝဘလောက်ခွေးဘဝ900အဲ့ဒီဖြစ်တဲ့ဘဝမှာဒီမှာလည်းပဲအတိတ်ကသူတစ်ပါးစွမ်းစားရမယ့်ကိစ္စကိုသူတစ်ပါးလက်လာပါကိုပိတ်ပင်တားဆီးကြတဲ့အတွက်ဖြစ်တဲ့ဘဝတိုင်းသမင်းဝအောင်မစားရဝအောင်စားရရဲ့လားမစားရအငတ်ငတ်အပြက်ပြက်နဲ့နောက်ဆုံးဂေါရမမြတ်စွာဘုရားရှင်လက်ထက်မြတ်စွာဘုရားရှင်လက်ထက်အင်ဂျီတဆောင်ရှိတဲ့တန်ငါရွာကြီးဘိုးတော်ဘဝရဲ့အင်ဂျီဘလောက်အာရွာကြီးအဲ့ဒီတန်ငါရွာကြီးမှာသူမိန်းမတယောက်ရဲ့ဝါမှာတန်နေခါတော့လေအင်ဂျီတထောင်လုံးငါမရတဲ့အပြင်9ကြိမ်တိုင်နိုင်မီးလောင်9ကြိမ်တိုင်နိုင်မင်းပြည့်မင်းတန်သိမိမိမလူလို့မိမိတယောက်တည်းမွဲတယ်မထင်နဲ့ဘေးအဆွေအပေါ်တွေပါအဲ့ဒီလိုဒုက္ခရောက်တဲ့ရအဲ့ဒီတန်ခါရွာဒီသူရောက်လာတာနဲ့တခဏချင်းမင်းဆင်းရဲသွားအဲ့တော့အဲ့ဒီရွာကပညာရှိသူတွေကစဉ်းစားဟေးတို့ရွာကြီးဒီလိုတစ်ခါမှမဖြစ်ဘူးကွာတို့ရွာကြီးထဲမှာဟေးရုပ်မာတဲ့သူရှိပြီကွာငါတဲ့သူကရုပ်မာတဲ့သူရှိတယ်ဆိုတော့ကွာတော့ကြတယ်ဗောလေဟေးလူရုပ်မာရွေးမယ်ကွာလူရုပ်မာရွေးတော့မယ်တဲ့လူရုပ်မာရွေးမယ်ဆိုပြီးတော့ဘိုးရဘဘတို့တက်ထောင်းမှာတဝက်ခွဲလောက်တော့ဘလောက်အေးမင်းတို့900တဲ့ငါးတကောင်မှမရမင်းတို့900တဲ့လူရုံမှာပါလို့တို့900တဲ့ကငါးတကောင်မှမရရင်တို့900တဲ့လူရုံမှာပါလို့ကဲခွဲကြစို့ဆိုပြီးအလုပ်လုပ်ကြအဲ့ဒီလိုအလုပ်လုပ်တော့သူတန်နေကြည့်တဲ့မိန်းမပါတဲ့ဘက်က9တကောင်မှမရဟိုဘက်900က9တွေရဟေးတို့ထဲပါလာပြီကွာကဲထပ်ခွဲကြလို့ကွာ900မှာတဝက်ခွဲလာတော့ဘယ်လောက်ရ205ထပ်ခွဲတော့သူတန်နေကြည့်တဲ့မိန်းမပါတဲ့ဘက်က9တကောင်မှမရဟေးတို့ထဲပါလာပြန်ပြီကွာ
ကွာငါလည်းမကောင်းတာမလုပ်ပါဘူးငါတဲ့သူကငါလည်းမကောင်းတာမလုပ်ပါဘူးဒါတွေ့တော့မှာပါခွဲတာအဲ့ဒီ250ထဲမှာတဝက်ခွဲလိုက်ဘယ်လောက်ရဟမ်155ဘယ်လဲသိမခွဲရဘူးကြည့်လဲခွဲကြပေါ့125အဲ့ဒီလိုခွဲရင်နဲ့အဲ့ဒီ125ခွဲလိုက်ဘယ်လောက်ရ62ယောက်ပေါ့တစ်ဖက်62ယောက်ဆိုတော့ခလဲမှာ1ယောက်ပုံအဲ့သူတန်းနေကြည့်တဲ့မိန်းမကလည်းပဲအလေကောင်းကိုကိုလူကရလာကြအလေကောင်းလာကြတော့ဟိုဘက်62ယောက်ကလည်း9ရဒီဘက်62ယောက်ကလည်း9ရဟေးတွေ့ပြီကွာတွေ့ပြီတို့အင်ဂျီတောင်ရှိတဲ့ရွာကြီး9တကောင်မှမရဘူးမိမယုတ်ဒင်းကြောင်အဲ့တော့ကျုပ်လည်းအပြစ်မတင်ရပါနဲ့ကျုပ်လည်းတိုင်းခေါ်ပါမယ်ဟေးမင်းလည်းလာခေါ်ဒီလိုလုပ်လေကျုပ်လည်းတော့ခလရထားကြည့်လေကျုပ်ကိုလေဟိုဘက်ကိုထည့်ပြီးအောင်လေအဲ့တော့လေလို့သူကမျက်စောင်းလို့ဘာသာနစ်ခလေရတယ်မိုးလေတော့လေနဲ့မရပဲအဲ့ဒီလိုသူ့ကိုဟိုဘက်ကိုထည့်ပြီးသူ့လင်ကိုခလေရထားအဲ့ဒီလိုလို့တော့သူပါတဲ့မိန်းမပါတဲ့ဘက်က60ယောက်က9တကောင်မှမရဟိုဘက်60ယောက်က9ရနင်းပါလာတာငါရှိမှာ9ကောင်မှမရတော့ဒါဆိုလေကျုပ်ဒီရွာကထွက်သွားပါမယ်ဟေးထွက်သွားတာဟုတ်တယ်ကွာမိန်းမသားလည်းဖြစ်တယ်ဒါမင်းမလိုက်သွားကြည့်ဗျာဟုတ်လိုက်ရမှာပေါ့လင်းနေမရပဲလိုက်ရမှာပေါ့ဆိုပြီးလင်းနေမရရွာကထွက်ပြီးရနော်မနာလို့အဲ့ဒါမစရိရတယ်ကိုတယောက်တည်းဒုက္ခရောက်တယ်မထင်နဲ့အဲ့ဒီဘေးကသူတွေပါကိုကြောင့်ဒုက္ခဖြစ်တတ်တယ်ရွာကထွက်လာတော့ငါပါလာတဲ့ဟာလေးလဲစားတော့လို့ကုန်ပြီတမယားနှစ်ယောက်တောင်းရန်စားရတဲ့ဘဝရောက်ပြောဘယ်ဘဝရောက်ဘဝတော်ဘဝလေးအိတ်ချင်ဘယ်ဘဝရောက်တော့တောင်းရန်ဟာဘဝရောက်မှာအမအိတ်ချင်နေတယ်သူပါကြီးကဲရှင်းကြပါစို့လေအဒီလိုတောင်းရန်စားရတဲ့ဘဝရောက်တော့ခလေးလေးရတယ်မွေးပြီးမတ်တပ်ပြေးရွယ်လေးရောက်ခလေးလေးကိုတယောက်တည်းလဲချီးပြီးတော့အဒီလိုလိုက်တောင်းတဲ့နေရာမှာလည်းပဲလူတွေကခလေးပါတဲ့ခလေးချီထားတဲ့မိခင်ခွက်တဲ့ထမင်းမတဲ့